ရှိထားတဲ့သတင်းတွေကတော့ဟာကနေဟင်လေးကိုဖြစ်သွားမဲ့သတင်းတွေကြီးပါပဲစုစုပေါင်းသတင်း9ပုဒ်ရှိပါတယ်ရှင်Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေမင်းသမီး channel ကနေကြိုဆိုလိုက်ပါတယ်ညီမကညနေ6နာရီဝန်းကျင်လောက်မှာဒီနေ့အတွက်ရရှိထားတဲ့ဖုန်းနဲ့နီးပညာနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ဖုန်းနဲ့နီးပညာနဲ့ပတ်သက်တဲ့သတင်းတွေကို update နေ့စဉ်သိချင်တယ်ဆိုလို့ရှိရင်တော့ညီမရဲ့ channel လေးကို subscribe လုပ်ထားပေးနော်ပထမဦးဆုံးရရှိထားတဲ့သတင်းတစ်ပုဒ်အနေနဲ့ကတော့ American နိုင်ငံအခြေစိုက် Elio ဆိုတဲ့ကုမ္ပဏီကနေပြီးတော့လွန်ခဲ့တဲ့နှစ်4-5နှစ်လောက်ကတည်းကထွက်မယ်လို့ကြွေးကြော်ထားတဲ့ Smart Key တစ်ခုကိုဒီ2026ခုနှစ်မှာဈေးကွက်ထဲကိုရောင်းချပါတော့မယ်တဲ့အဲ့ Smart Key ရောက်ကဏ္ဍနေလည်းနှိပ်စရာမလိုဘူးကွာတော့တန်လည်းမလိုဘူးကွာဒီ Smart Key နဲ့ပေါ့နော်ဖုန်းနဲ့ချိတ်ထားပြီးတော့ဖုန်းကိုတို့ scan ဖတ်တယ်လို့ပေါ့နော်ဖုန်းကိုအဲ့ Smart Key ပေါ်မှာတင်လိုက်တာနဲ့တပြိုင်နက်တကားပွင့်သွားမှာဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့ဖုန်းနဲ့အလုပ်များလုပ်ချင်တဲ့သူတွေဖုန်းကိုအမြဲတမ်းစာရိုက်နေရတဲ့သူတွေအတွက်ထုတ်ထားတဲ့ keyboard လေးတစ်ခုအကြောင်းကိုတင်ဆက်ပေးပါမယ် keyboard လို့ပြောလိုက်တာနဲ့မျက်စိထဲကိုပြေးမြင်တာဒလားလောက်ရှိတဲ့ keyboard ကိုပြေးမြင်ကြတာများတယ်ဒါပေမဲ့အခုထုတ်လိုက်တဲ့ keyboard ကကြတော့ဖုန်းနဲ့တခါတည်းတွဲပြီးတော့လက်နဲ့နှိပ်လို့ရတဲ့ keyboard လေးအဲ့ဒီ keyboard လေးကတော်တော်လေးကိုထူးဆန်းတယ်နော် battery ampere က2150 mAh နဲ့ပါမယ်နောက်ပြီးတော့သူကဒီ keyboard နဲ့ဖုန်းနဲ့ကိုဘယ်လို join မလဲဆိုလို့ရှိရင် bluetooth နဲ့ join လို့ရတယ်ဆိုတော့ဒီ keyboard လေးတွေရဲ့ရောင်းချမှုအဓိက target ကတော့ iPhone user တွေ Samsung ဟိုမှာ model အမြင့်ဖုန်းသုံးတဲ့ user တွေအတွက်ပဲဦးတည်ထားသေးတယ်တဲ့နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကကြတော့ American နိုင်ငံအခြေစိုက် AI စက်ရုပ်တွေကိုတီထွင်ပေးနေတဲ့ကုမ္ပဏီတစ်ခုကဒီဝါလီခံလိုက်ပြီးတော့သူ့ရဲ့ကုမ္ပဏီမှာရှိသမျှအကုန်လုံးကိုတရုတ်ကုမ္ပဏီတစ်ခုစီကိုလွှဲပြောင်းပေးလိုက်ရတယ်ဆိုတဲ့သတင်းမှာဒီကုမ္ပဏီတစ်ခုက AI ဖုန်းဆိုးဆက်တစ်ခုကိုထုတ်လုပ်လိုက်တယ်တော်တော်လေးလဲလူကြိုက်များတယ်ဈေးကွက်မှာလည်းတော်တော်လေးကိုရောင်းရတယ်အိမ်ရှင်မတွေရဲ့အကြိုက်ဖြစ်တယ်ဒါပေမဲ့လို့အဲ့လိုမျိုးရောင်းကောင်းရဲ့တန်းနဲ့အဲ့လိုလူကြိုက်များရဲ့တန်းနဲ့အဲ့ဒီရဲ့ကုမ္ပဏီကဒီဝါလီခံလိုက်ရပြီးတော့သူ့ရဲ့ကုမ္ပဏီတစ်ခုလုံးကိုတရုတ်နိုင်ငံပိုင်းနဲ့ကုမ္ပဏီတစ်ခုစီကိုလွှဲပြောင်းပေးလိုက်ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ခုနောက်သတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးချင်တာကတော့ AI နဲ့သပင်ညက်လို့ရပါတော့မယ်ရှင်။သပင်ညက်ဆိုင်ကိုတွားပြီးတော့လူတွေအများကြီးတန်းစီပြီးတော့စောင့်နေရတဲ့သူတွေသပင်ကညှက်လိုက်လို့ရှိရင်ညှက်ပြီးပြီဆိုလို့ရှိရင်ကိုယ်စိတ်ကြိုက်ပုံမထွက်လို့ဝမ်းနဲ့ပလက်ဖြစ်နေတဲ့သူတွေအတွက်တဲ့ AI ကနေပြီးတော့ကိုယ့်ရဲ့လိုချင်တဲ့ပုံစံကိုအဲ့ဒီ AI စက်ထဲမှာ scan ဖတ်လိုက်ရုံနဲ့ကိုကောင်းကိုဆွတ်ပြီးလို့ရှိရင်အဲ့ဒီရဲ့ညှက်ဆက်ကနေပြီးတော့ညှက်ပေးမှာဖြစ်ပါတယ်တဲ့။ဒါတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ Realme fan တွေအတွက်ဖြစ်ပါတယ်။ Realme ရဲ့ model အသစ်ဖြစ်တဲ့ Neo 8 ကအခုတလပိုင်းအကုန်ကန်နီးလောက်မှာဈေးကွက်တွေကိုစတင်မိတ်ဆက်မယ်လို့လည်းသိခဲ့ရပါတယ်။ဆိုတော့ဒီ Realme ရဲ့ model အသစ်ဖြစ်တဲ့ Neo 8 မှာဆိုလို့ရှိရင်သူ့ရဲ့ chipset က Snapdragon 8 Gen 5 ကိုသုံးထားပြီးတယ်။နောက်ပြီးတော့ဘာတွေထူးခြားသွားသလဲဆိုလို့ရှိရင်သူ့ရဲ့ဘောင်တွေကတထုဘောင်တွေဖြစ်ပြီးတော့ကျတော့သူ့ရဲ့ back cover ကအတွင်းပိုင်းပုံသဏ္ဍာန်ကိုမြင်ရတဲ့ cover မျိုးနဲ့ထွက်လာမယ်တဲ့။ Realme တွေက battery ကိုဦးစားပေးရဆိုတဲ့ထုံးစံအတိုင်းပဲသူတို့ရဲ့ model အသစ်ဆိုတဲ့ Neo 8 မှာလည်း battery ampere 8000 mAh ပါမယ်။နောက်ပြီးတော့ Samsung ရဲ့ display ဖြစ်တဲ့165 GHz ကိုလည်းသုံးထားပြီးတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ကတော့အခု2026မှာအဆင့်အမြင့်ဆုံး chipset တစ်ခုထွက်လာမယ်။အဲ့ဒါကတော့ Snapdragon 8 Lite Gen 6 Pro ထွက်မယ်။ဈေးနှုန်းကတော့တော်တော်လေးဈေးကြီးတယ်။အဲ့ chipset တစ်ခုတည်းတင်ကိုဒေါ်လာ300ကျော်လောက်ပေးရမယ်လို့လည်းသိရတယ်။ဆိုအခုထွက်လာတဲ့ chipset model အသစ်က Snapdragon 8 Lite Gen 6 Pro ကအဲ့ chipset ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ chipset တွေထဲမှာဈေးအကြီးဆုံး chipset ဒါကြောင့်မလို့ပေါ့နော်ဖုန်းတွေအနေနဲ့ဆိုလို့ရှိရင် flagship level ကိုမှ ultra level လောက်မှာပဲဒီ chipset ကိုအသုံးပြုခွင့်ရပါမယ်တဲ့ဘာလို့လဲဆိုတော့ဈေးကြီးလို့ပါတဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ Xiaomi ရဲ့ 7T Ultra မှာပြဿနာတစ်ခုကြုံတွေ့နေရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့ Xiaomi ရဲ့ကင်မရာအကောင်းဆုံးလို့ပြောရမယ့်နောက်ဆုံး series ဖြစ်တဲ့ 7T Ultra ရဲ့ကင်မရာ sensor ပေါ့နော်ကင်မရာအဝိုင်းလှည့်တဲ့နေရာမှာသူကအတန်ထွက်နေတယ်ဆိုပြီးတော့ user တွေကပေါ့နော် Xiaomi ကုမ္ပဏီကို report တွေတင်တယ်ပြန်အန်းငွေတွေတောင်းကြတယ်လို့လည်းသိရတယ်Xiaomi 7D Ultra ရဲ့အဓိကနေရာကအဲ့ဒီကင်မရာလှည့်တဲ့နေရာမှာအဓိကနေရာမှာဒီလိုမျိုးအတန်ထွက်တယ်ဆိုတော့ကျတော့ user တွေဘက်ကလက်ခံနိုင်ကြမရှိဘူးဆိုပြီးတော့ကုမ္ပဏီကို report တွေအများကြီးတက်နေရဖြစ်ပါတယ်တဲ့ဒီနေ့ရဲ့သတင်းတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲကျန်းမာချမ်းသာကြပါစေညီမရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော်